家人教育六万等看啥？学习中个找奥级的苦的嘛，学家路考的家级的讲是的嘞。学家哈看那个芝麻的阿爱但嘛被嘛，没来的看嘛咯，乱撇烂木没事呗，中地地偏的嘞。大港路个攀木住下来，没人乱吵你的吧嘞。အဲ့ဒီတော့အုပ်ထဲမှာပဲရောင်စုံလို့ခေါ်တဲ့ကြောင်မလေးတစ်ကောင်လည်းရှိတယ်။ရောင်စုံကတော့ခန္ဓာကိုယ်သေးငယ်ပေမဲ့အလွန်ပါနတ်ပြီးဖြတ်လာတယ်။သူမဟာတစ်ပင်ပေါ်မှာဖြစ်ဖြစ်ခြုံပုတ်ထဲမှာဖြစ်ဖြစ်အတန်မထွက်ပဲသွားလာနိုင်ပြီးဘယ်သားကောင်ကမှဆိုအပိုင်ဖမ်းနိုင်တဲ့ပညာရှင်တူပါ။တနေ့မှာတော့ရွှေကြားဟာရောင်စုံရဲ့ကျွမ်းကျင်မှုကိုအားကျပြီးသူမစီချင်းကပ်သွားခဲ့တယ်။ရောင်စုံနင်ဟာအယမ်းတော်တာပဲငါ့ကိုလည်းနင်တက်ထားတဲ့အမဲလိုက်ပညာပြီးသင်ပေးပါလားငါဟာအားရှိပေမဲ့နင်လိုမပါနတ်ဘူးဖြစ်နေတယ်လို့ရွှေကြားကယဉ်ကျေးစွာတောင်းဆိုလိုက်ပါတယ်ရောင်စုံကသဘောကောင်းစွာနဲ့လက်ခံလိုက်တယ်ပထမဦးဆုံးသင်ခန်းစာအနေနဲ့ခြေတံမထွက်ပဲလျှော့ဝှက်စွာရှောက်လန်းနည်းကိုသင်ပေးပါတယ်ခြေဘဝါကိုအသားအရာချရမယ်တရွက်6တွေကိုမနှင်းမိစေနဲ့လို့ရောင်စုံမှတရုပ်ပြပြီးတင်ပေးပါရဲ့ဒုတိယသင်ခန်းစာမှာတော့တားကောင်ကိုအပိုင်ချောင်းပြီးအချိန်ကိုက်ခုံအုပ်နည်းကိုတင်ပေးပါရဲ့ရွှေကြားနင့်ရဲ့အားအင်ကိုခြေရောက်တွေထဲမှာစူးစီးထားပြီးတစ်ချက်ထဲနဲ့အမိဖမ်းရမယ်လို့ရောင်စုံကညွှန်ကြားပါရဲ့ရွှေကြားဟာတင်ယူရတာကိုအလွန်စိတ်ဝင်စားနေပါတယ်အချိန်တွေကုန်လွန်လာတဲ့အခါရွှေကြားဟာတဖြည်းဖြည်းနဲ့ကျွမ်းကျင်တဲ့အမဲလိုက်သမားကြီးဖြစ်လာပါတယ်။ဒါပေမဲ့သူဟာပညာတွေတက်လာလေလေမာနတွေတက်လာလေလေဖြစ်လာပါတယ်။သူကိုယ်သူတောထဲမှာအတော်ဆုံးလို့ထင်လာပြီးသူ့ရဲ့ဆရာရောင်စုံကိုတောင်အထင်သေးကျင်လာပါတယ်။ပါနတ်တဲ့ရောင်စုံကရွှေကြားရဲ့စိတ်နေစိတ်ထားပြောင်းလဲလာတာကိုသတိပြုမိပါတယ်။သူမဟာရွှေကြားကိုပညာအားလုံးနှီးပါသင်ပေးခဲ့ပေမယ့်အရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ခုကိုတော့သူမရဲ့ဘေးကင်းလုံခြုံမှုအတွက်ခြံထားခဲ့ပါတယ်။ဒီနေ့မှာတော့ရွှေကြားဟာစိုးရုပ်တဲ့အကြံတစ်ခုရလာပါတယ်။ငါဟာအခုတော့အားလုံးကိုတက်နေပြီ။ဒီကြောင်မလေးကငါ့ထက်သေးငယ်ပေမဲ့ငါဆရာချစ်နေတာတိတ်ခါကြတယ်။သူ့ကိုငါအခုပဲဖမ်းစားဖြစ်မယ်လို့ကြံစီပြီးရောင်စုံကိုရုတ်တရက်ခုံအုပ်လိုက်တယ်ဒါပေမဲ့ရောင်စုံကအယောင်မြန်တယ်။သူမဟာရွှေကြားရဲ့လက်ထဲကနေလွတ်အောင်ရှောက်လိုက်ပြီးအနားမှာရှိတဲ့မြင်မာတဲ့ပစ်ပင်ကြီးပေါ်ကိုလျက်ခနဲ့တက်သွားပါတော့တယ်။ဒါဟာမာယာမတင်ပေးခဲ့တဲ့ရွှေကြားလဲမတက်တဲ့တစ်ပင်တက်နည်းပညာပါပဲ။ရွှေကြားဟာတစ်ပင်အောက်ကနေဒေါသတကြီးနဲ့ခုံပေါက်နေပြီးမှတစ်ပင်ပေါ်ကိုတော့တက်မတက်ပါဘူး။ရွှေကြားငါအသက်ကိုကာကွယ်ဖို့အတွက်ဒီပညာတစ်ခုကိုတော့ငါခြံထားခဲ့တာပါလို့ရောင်စုံကတစ်ပင်ပေါ်ကနေပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးကြားတွေကတစ်ပင်ပေါ်မတက်ကြတော့ဘူးလို့ဆိုကြတယ်။